ဝက်ပြုတ်နေတဲ့အချိန်မှာငလေးအနေတအားလောက်လာတော့ကိုယ်တိုင်ကိုရတည်လို့မရဘူးလူတွေလည်းထိတ်လန့်မှုဖြစ်ပြီးတော့ပြေးမိပြေးရပြေးကြတယ်ကြုံတွေ့ခဲ့ရတာတာမန်နဲ့မတူဘဲနဲ့အဲ့လိုတခါမှမကြုံဘူးတဲ့ကြုံတွေ့ကြုံမျိုးပေါ့အဲ့လိုလုံးဝခါရမ်းသွားတာမျိုးတွေအိမ်လုံးလိုက်တယ်ကိုမျက်စိချင်းတွေပြိုကျသွားတာမျိုးတွေအဲ့လိုတွေကြုံခဲ့တယ်မှာကင်ထားပြီဆိုမှသူကကျွန်တော်တို့အဲ့လိုဒီလိုသူကဘေးတစ်စောင်းလှုပ်တယ်သူအောက်ကနေကင်ပြီးတော့အဲ့လိုကင်ရိုက်တယ်သူအဲ့လိုမျိုးတွေဖြစ်တာဆိုတော့ကပိုင်းဒီပြတ်မဲ့ပုံစံမျိုးပါအဲ့လိုမျိုးအကုန်စောင်းဦးရလည်းအားလုံးကြိုကြလို့မတတ်ဖြစ်ခဲ့တာအဲ့လိုမျိုးခံစားမှုဘယ်နေရာမှသွားခိုးလို့မလွယ်ဘူးဖြစ်သွားတော့လမ်းပေါ်မှာလွတ်တဲ့နေရာလေးမှာအဲ့လိုထိုင်နေရကျွန်တော်အပါဝင်တစ်ဖြင့်ဒဏ်ရာရတဲ့လူတွေလည်းအများကြီးအခုဆိုလမ်းမရောက်နေတဲ့လူတွေဆိုလည်းအများကြီးပဲအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကြောတကင်းစာလေးနဲ့လို့ပေါ့အဲ့အမိုးကလေးရရင်ပို့ပြီးတော့အဆင်ပြေတယ်ပါအခုလောလောဆယ်လိုအပ်ချက်ကကျွန်တော်တို့နေတိုင်းကြလိုအပ်ချက်ရှိပါတယ်